ตัวประมาสัตว์ที่มีชิมยายไม่วันนาชินทรงด้วยจ้าบ้าขมิ้นโอเคมิงลาบาตาตาในมิมีมิงลาบาขมิ้นมิงลาบาคุณบ่าบีตาตาในมิมีเนี่ยไม่รู้ปริตาจิตที่เอามิสเซปีบ่าวตาเนี่ยไม่เอาไว้ละไม่เอาဖြစ်ပါတယ်ตามีเนี่ยไม่เอาคิมงมิสเซนဖြစ်ပါတယ်คุณบ่าบีအဲ့တော့ตาเนี่ยตามีပညာအရေးချင်းကဘယ်လောက်ရှိပြီလို့ပြောပြပါဦးตาရဲ့အတန်းကတော့6တန်းဖြစ်ပါတယ်ตามีရဲ့အတန်းကတော့9တန်းဖြစ်ပါတယ်ဟာဘေကျောင်းတော့6တန်းပေါ့เนี่ยว่า6တန်း6တန်းပေါ့သူတို့နှစ်ယောက်ကဟဲ့လားตาဘေကျောင်းနဲ့ตาအဲ့တော့အထာကနေကမာယုကဖြစ်ပါတယ်မိရောတမီးကတော့အထကတော့အင်းစင်ရဖြစ်ပါတယ်ဟောဟုတ်ပါပြီအင်းစင်နဲ့ကမာယုကဘယ်လိုဖြစ်လို့များသွားပြီးတော့ဟိုတချင်းဆိုဘူးသွားဆက်ဆက်မိတာတာဟောမဟုတ်ဘူးလေသူဒီအင်းစိန်နဲ့ဆိုဒီလမ်းမကြီးဘွားပဲသွားပြီးတွေ့သွားတာဘုံနဲ့သွားရင်တန်းရောက်တာအေးပေါ့နော်ဟုတ်ပါပြီဘယ်လိုများသွားဆက်ဆက်မိတာသွားဆက်ဆက်မိတယ်လည်းပြောပါဦးကွယ်ပြောပါဦးဘယ်လိုများဆက်ဆက်မိတာဟင်ငါပြောလိုက်ရမလားသမီးပြောသမီးပြောဘယ်လိုဆက်ဆက်မိတာသမီးတို့ကလွန်ခဲ့တဲ့4နှစ်လောက်တည်းကစုကာရေးတီမှာတွေ့ကြတာဖြစ်ပါတယ်။စုကာရေးတီမှာတွေ့ခဲ့တာဟုတ်။လွန်ခဲ့တဲ့4နှစ်လောက်ကတည်းကကိုပဲတွေ့ကြတာပေါ့လေ။အခုအသက်ဘယ်လောက်။သမီးအခုအသက်ဘယ်လောက်10နှစ်ပါ10နှစ်လွန်ခဲ့တဲ့4နှစ်6နှစ်လောက်ကတွေ့ခဲ့တာပေါ့။ဩအဲ့တော့တိတ်မလှုပ်ရှားသေးဘူးမလား။ဟုတ်ပါဘူး။ဟုတ်ပါပြီညာလွန်ခဲ့တဲ့4နှစ်လောက်ကသူတို့တွေ6နှစ်သမီးတွေကအဲ့ဒီကစုကာရေးတီပြိုင်ပွဲတွေမှာစုံမှုကြတယ်ပေါ့ဒီတကယ်ချင်းတယောက်ကဟဟလားဟုတ်ပြီအဲ့တော့သမီးခုနကပြောသလိုပဲတယောက်က9တန်းတယောက်က6တန်းဆိုတော့ဦးကမေးကြည့်ရပါအောင်မယ်အချင်းဒီလိုလာပြီးတော့ဆိုတာတို့ဘာတို့ဝါသနာပါတော့လေចောင်းစာတွေဘာတွေထိခိုက်မှုတွေရှိသလားမရှိပါဘူးမရှိဘူးစာရောចောင်းမာတွေဘာโอเคလားโอเคပါတယ်ဟလားဟုတ်ပါဘူးစဉ်းပြောရတယ်သမီးတန်းထဲမှာတစ်ကနေ3တွင်းဝင်ပါတယ်တော်လိုက်တာဒါရောကြည်စမ်းတူပါပဲမဲသူတို့ရောက်ကတော့အကုန်တူဝါသနာလည်းတူတယ်နော်အစင်ရတယ်လည်းတူတယ်လွန်ခဲ့တဲ့4နှစ်လောက်ကတကယ်ချင်းဖြစ်ခဲ့တာလည်းတူတယ်နော်လေတော့လေတယ်ကွာသလားတူပါပဲအမေဟုတ်ပါပြီအဲ့တော့တူပါပဲဆိုရင်သားနဲ့သမီးနဲ့အခုပါဝင်ရှင်ပြိုင်မဲ့ဇုံတွဲသချင်းလေးရဲ့နာမည်လေးပြောပြပါဦးသမီးတို့ခုဒီဆုံးမဲ့ချင်းလေးရတော့ငယ်ကျွမ်းဆွေချင်းလေးပဲဖြစ်ပါတယ်ငယ်ကျွမ်းဆွေအေးပါလေ4နှစ်လောက်တည်းကတွေ့တာဆိုတော့ငယ်ကျွမ်းဆွေတွေပေါ့ငယ်ကျွမ်းကြီးနေပြီဆိုတော့တတိတရားလေးပြန်ဆိုရတာအမှတ်တရပေါ့ဟုတ်ပါပြီငယ်ကျွမ်းဆွေသချင်းလေးကိုဟိုရေးခဲ့တဲ့တေးစားတွေပါရောသိရလားဟုတ်ကဲ့သိပါတယ်ပြောပြပါဦးဂီတလူလေးမောင်ကိုဖြစ်ပါတယ်ဩဟုတ်ပါပြီဟုတ်ပါပြီညာဟုတ်ပါပြီညာနော်ဟုတ်ပါပြီနော်အခုတစ်ပတ်လင်းကျော်ကလေး2စီဇန်မှာမှအများဆုံးရရှိပါစေလို့ဆုတောင်းပေးပါတယ်နော်ချန်ပီယံဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ပေးစုပြပါစေခင်ဗျာဆွေ
ပါတယ်ခင်ဗျာ ဟာကလေးတွေကြည့်ပြီးတော့ကိုတော်တော်အားကြသွားပြီဟဲ့ ဟဲ့ဟဲ့ တန်းတုံတက်တူတူချင်းခိုင် တဲ့ရေ ဘယ်ပါလဲ အသက်ဘယ်လိုထွက်มาလဲ တော်မလားတော့ပါလေထုတ်ခါပါပဲကောင်းတယ်ဒီတချင်းလေးရတာဘာပြောပြောကိုကတော့ရေးလေကြိုက်တယ်သိလား ကြိုက်မှာပေါ့ ဟမ်ဟုတ်တယ်တကယ်ကြိုက်တယ်တကယ်ကောင်းနေတာ ကြိုက်မှာပေါ့ဒီတခြင်းကကာလာကီမှာတော်တော်မြဲဆူနေကြမှာ ဩဘယ်နဲ့ KTV သွားလူသိသွားအောင်မလုပ်နဲ့လေဟမ်ကဲကြည့်ပါဦးကိုခိုင်ဟမ် ဟုတ်ပါတယ်ဆိုရတယ်နော်တကယ်ဝိုင်းရဲ့တပိုင်းအတိုင်းပဲ ဟာဟုတ်ပါ ကြည့်ပါဦးဝစားစင်မှုကလည်းမြန်မာဆန်ဆန်ကြက်တည်ရှိရှိ ဟုတ်ပါ နော်ကဲကြည့်အောင် ကြည့်တယ်ပုံစံလေးမာဖလာလေးနဲ့ မာဖလာနဲ့မလေးဒီခါတော့ပဲအပေါ် လက်ပြကုတ်အေးဒီလေးနဲ့သမီးလေးကမြန်မာဆန် ချိတ်ထမိန်နဲ့ဟုတ်လားချိတ်အင်ကြီးလေးနဲ့ကြည့်သမ်းပါအောင်ကဲ ကဲတားသမီးတို့ဒီစီစဉ်မှာအမှတ်အများဆုံးရပါစေဆုတောင်းပေးပါတယ် ပေးရဆွေပြပါစေရှင် ဟုတ်ပါပြီကောင်းပါပြီဗျာကဲကိုခိုင်ရေ โอเค ငယ်ကျွမ်းဆွေလေးနဲ့တော့ပွဲရွက်တဲ့ကလေးကတော့ တော်လှသွားပြီ လှသွားပြီဗျာနော်